ဒီနေ့ဂျော်ဒန်ကိုနေကလင်းနီတို့ Timmins တို့လာလောက်တာပါလို့Hello အားလုံးပဲမင်္ဂလာပါအမေရိကဒီနေ့အမေရိကဘာကြောင့်ပြမှာလဲဆိုတော့ဒီ US မှာခွေးမွေးတဲ့သူတွေပေါ့နော်ပတ်လေးတွေတီလေးတွေမွေးတဲ့သူတွေအကြောင်းပေါ့နော်အမေရိရဲ့အတွေ့အကြုံလေးကိုပြပါပါအမေရိမှာခွေးလေး2ကောင်ရှိရယ်အခုတော့တစ်ကောင်လေးပဲကျန်တော့ဂျော်ဒန်လေးပေါ့နော်အဲ့တော့ခါကျတော့ခွေးလေးတစ်ကောင်ရှိရယ်ဆိုရင်အမေရိကဘာလုပ်ရလဲဆိုတော့ဂျော်ဒန်လေးဆိုရင်အမေရိရှိရောက်တာ3လကျော်ပြီပေါ့နော်3လကျော်ပြီဆိုရင်ရောက်ပြီဆိုတာနဲ့အမေရိအရင်ဆုံးကောက်ွယ်ဆေးထိုးရတယ်ဟုတ်ကြလေဆိုတော့ကာကွယ်ဆေးပေါ့နော်ဒီကာကွယ်ဆေးထိုးတယ်ပြီးတော့ခါကျတော့ hard one ကိစ္စတွေထိုးတယ်ပြီးရင်parvovirus ပေါ့နော် parvovirus ဒီကိုကာကွယ်တဲ့ဟာလေးပေါ့နော်သူတစ်နှစ်တစ်ခါထိုးရတဲ့ဟာလေးရှိရယ် parvovirus ဆိုရင်တစ်ခါထိုးပြီး3ပတ်နေနောက်တစ်ခေါက်ပြန်ထိုးရရပေါ့နော်အဲ့လိုမျိုးကာကွယ်ဆေးထိုးရတယ်တစ်ခါထိုးရင်ဒေါ်လာ280ကျော်ကြရပေါ့တက်တာ Texas မှာမလို့ကယ်လီမှာဆိုတော့နည်းနည်းပိုကြမယ်ထင်တယ်အဲ့တော့ခါကျအမေတို့တစ်ခါထိုးရင်280ကုန်ပါတယ်ပေါ့အဲ့တော့ခွေးမွေးမယ်ဆိုရင်ခွေးလေးကအလကားရလာလို့ပဲဖြစ်ဖြစ်တောင်းဖို့ကိုဝေးစီတက်နဲ့ဝယ်လိုက်လို့ပဲဖြစ်ဖြစ်နောက်ဆက်တွဲတွေရမ်းကုန်နေဆိုတဲ့အကြောင်းလေးပြပြချင်တာပါအဲ့တော့ခွေးလေးဝယ်ပြီးဆိုရင်တော့အဲ့လိုမျိုးတစ်ခါထိုးရင်280ပြီးတော့ခါကျတန်ချဈေးလေးတိုက်ရတယ်အဲ့ဆိုရင်တစ်လုံးကို60အမေဆို60ပေးရပါတော့အမေတို့စီုံမတော့ဝယ်ပြီးတော့တိုက်တယ်ဟိုအပြင်စီုံတော့အပြင်ကဟာတွေကကောင်းတယ်လို့ပြောကြတယ်မကောင်းလည်းပြောကြတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးစိတ်ကန့်ပေးတဲ့ဟာကျတော့သူတို့ဝိတ်နေသူတို့ဟာနဲ့တခြားလေးတိုက်ပြီးတော့လောက်တာဖြစ်တဲ့အတွက်ပိုကောင်းတယ်လို့ပြောရပါတော့အဲ့တော့အမေကအဲ့ဈေးလေးတွေကိုစိတ်ကန့်နေပြီးတော့ဝယ်ပြီးတော့ဒီတန်ကြဈေးလေးတိုက်တယ်ပေါ့နော်အဲ့တော့အမှတခုကိုဒေါ်လာ60ပေးရတယ်စေးတစ်ခါထိုးရင်280ကုန်တယ်အဲ့တော့အခုဒီနေ့ကတော့အမေကလေးလေးကိုမနေ့ကအမေစေးထိုးလာရပါတော့စေးထိုးလာရဆိုတော့ဒီနေ့24နိုင်ပြည့်သွားပြီဆိုတော့အမေတန်ရှင်းသွားလို့တယ်ဟိုနေ့က beach သွားထားဆိုတော့ညပမဲ့တူးနေပဲနဲ့အမေဒီနေ့စားခေါ်လာပြီးတော့တကူလုံးကိုရှမ်ပူလုပ်တယ်နေကလင်းနေတွေ Timmins လုပ်တယ်ပြီးတော့ခါကျတော့ဒီနားတွေcleaning လုပ်တယ်ပေါ့နော်အဲ့ဒါလည်းတစ်ခါလုပ်ရင်အနည်းဆုံး60 80တော့အသာလေးပဲထွက်တာအဲ့တော့ခါကျတော့ဒီမှာခွေးလေးဝယ်ခြင်းနဲ့ဟာခွေးလေးနဲ့ဆိုအရင်ပြောစရာကောင်းတာပဲအမလက်လို့ထင်တယ်အဲ့တော့ခါကျတော့အဖော်ရတယ်ဆိုစိတ်နဲ့ဝယ်တယ်အဲ့ဒါမဲ့တစ်ခါကုန်ပြီဆိုရင်တကောင်မွေးရင်300ပေါ့နော်တစ်တစ်ခါထိုး300တကောင်မွေးတစ်ခါထိုးရင်600ပါလို့အဲ့တော့ခါကျတော့အမရတွေ့ကြုံရတော့ခွေးလေးမွေးတာအရန်ကောင်းတယ်အဲ့ဒါမဲ့စီးဟိုးတဲ့အချိန်ကျရင်ကုန်ကြစိတ်ရှိရဲပြီးတော့ခါကျတော့ဒီတန်ချစိတ်ပေါ့နော်တန်ချစိတ်လေးတွေတုံးတဲ့ခါကျရင်လည်းအဲ့လိုမျိုး50-60လောက်ကအသားလေးကုန်တယ်ဒါအောင်စားဖို့တောက်ဖို့သူတို့ရဲ့ energy drinks တွေ vitamins တွေပါမပါသေးဘူးပေါ့နော်ဒါခွေးလေးမွေးရရဲ့ကုန်ကြစိတ်ပါအခုခဏနေကြရင်ဖုန်းခေါ်မယ်ပေါ့နော်အမေကသူ့ထားခဲ့ရတော့2နာရီလောက်ကြာမယ်သူလက်သေးတန်ရှင်းပါညာဒီအမွေလေးတွေပါညာပေါ့ဒီအကြီးကောင်လေးဂျော်ဒန်လေးကအကြီးကောင်ဆိုတာအစိုက်ကြီးလို့ပေါ့နော်အဲဂျော်ဒန်လေးကတော့အမွေရိတ်စရာမလိုသူ့အမွေကလိုမျိုး husky လို့အမျိုးအစားပေါ့တော့ some whites လို့ခေါ်အဲ့တော့ husky လို့အမျိုးအစားဆိုတော့ခါကြတော့some whites တွေကအမွေရမ်းမရှိဘူးပေါ့နော်အဲ့လိုပေါက်ပေးလို့မျိုးမရှိတဲ့ခါကြတော့သူအများကြီးတော့ဟိုမဖြစ်ဘူးပေါ့နော်အများကြီးတော့ရိတ်စရာမလိုဘူးသူကနည်းနည်းပပလိုရတဲ့နေရာလေးလောက်ပဲလက်သေးကြလေးပါညာပေါ့အဲ့လိုမျိုးပေါ့အဲ့လောက်ပဲအဲ့တော့ခါကျတော့အမပြောချင်တာကခွေးလေးမွေးရအရင်ကောက်ပါရဲ့လို့အဖော်ရမ်းရအဲ့လို့ဒါပေမဲ့အဲ့နောက်မှာတော့ကုန်ကြစိတ်ရှိရဲ့လို့အဲ့လေးပြချင်တာပါအလုံးဝင်ဒီကောင်းကြမှာကြပါသေးရှင်ဒီမှာဒီဘက်ကမှာ appointment ယူပြီးတော့ဂျော်ဒန်လေးကိုနေတို့ ears cleaning တော့လုပ်ပါတယ်ဒါတော့ gloomy လောက်ခံနေကောင်ညညပပနဲ့အမအဖြူရောင်ကအမဲရောင်ပေါ့ညပပီတူးနဲ့ဆော့ထားတယ်ဒါလေးကဂျော်ဒန်အခုရေတော့ချိုးတယ်ဆိုတော့ရေချိုးပြီး shower လုပ်ပြီးတော့ cleaning တွေ Timmins တွေလုပ်ပြီးဝယ်လိုက်ပြန်လိုက်ဝတ်ဖို့ပါ smile face လေးနဲ့ပေါ့နော်ဒါ pet t-shirt လေးပေါ့အဲ့တော့ဂျော်ဒန်ကိုအင်ကြီးဝယ်ရတာပြပြမယ်ဂျော်ဒန်ကိုဆက်ဆုံးဝယ်ပြီးဆို medium size လေးဝယ်လိုက်တော့ပေါ့ဝယ်ပြီး2ရက်3ရက်နေလုံးဝအဲ့ medium size ကဝတ်လို့မရတော့သူ့ရဲ့အပေါ်ပိုင်းမှာတိုးနေပြီအဲ့တော့ခါကျရင်သူ့ပြောင်းပြီးတော့ last size လေးဝယ်လိုက်တယ် last size ဆိုလည်းတပတ်ပဲခံတယ်တပတ်နေသူ့ရဲ့ grow up ကအရန် fast ဖြစ်လို့အခုလောလောဆယ်ဝယ်လာတော့ XL size ဖြစ်နေပါပြီဒါ3လပဲရှိသေးတဲ့ size ပေါ့နော်အဲ့တော့အဲ့ကောင်ကအရန် grow ဖြစ်တာအရန်မြန်တယ်ဒါအမေဒီနေ့သူ့အတွက်ရေမူချိုးပြီးတန်တန်လေးဝတ်လို့ရအောင်အင်ကြီးတက်လေးပါ